ဘာလာလို့ပြန်ခိုင်းနေတဲ့လူကလာလိုက်မေတော်ကြီးအမိတ်အရလိုင်းပေါ်တင်တာမင်းကအဲ့ဒါကမီတော့ပြောတယ်လိုင်းမှာဖင်ကုန်းနေနေတယ်အားကုန်းနေနေတယ်အလုံးလောက်တဲ့လူပဲဖင်နဲ့ကုန်းမှာပေါ့အလုံးမလောက်တဲ့လူကတော့အိတ်နေမှာပေါ့ကိုအိမ်ကိုအိတ်နေမှာပေါ့မဟုတ်ဘူးလားဓမ္မစီဟန်တာဝရီတိုင်းတွင်မှာအရှင်အကောင်သာနာမဝဲမြည်နိစင်ဒါနာထူးမြတ်တဲ့ဂုံကိုဆောင်မိဘနှဖျားသာစုပန်က1990ပြည့်မှာအဖဦးစိန်နဲ့မိခင်တော်မိပိုင်စုတောင်းခိတ်ထံတဘူရဲလာမှာဘာဖျားဓမ္မစီရီတာယရနာကိုမောင်းဆန်းမြင့်လို့စီးပြူကိုဘာဖျားပေါ်လွင်ကဝိဇ္ဇာအဖေဖြစ်လာခဲ့ရတယ်တင်ပါတယ်အရိယာတက်တဲ့ဘွယ်နှစ်စင်ချင်းပါတယ်အရိယာတက်တဲ့ဘွယ်ငယ်စဉ်ခါပညာရေးဦးလာဩစာပေကျန်ငန်တို့နိယောရာယုံစာတင်ထိုင်မှာဓမ္မစီရီဘာဖယားတောင်းစုပန်းချွေကောင်းမှုကံတွေဓမ္မစီရီဘာဖယားတောင်းစုပန်းချွေကောင်းမှုကံတွေသာသနာဥဆောင်ကမတန်ထီရဲ့စေတနာကဘာဖျားကိုလေးတန်းတာကားရဝသာရမီစုံစွာဓမ္မစီရီတီညိုကအရိယာတပွဲပေါင်းစုခြင်းပါသည်ကိုကုန်းတော်မှာပွဲချင်းပါကဆင်လာမပြတ်ပါပြီရှုခင်းသားနေအောင်ဖျားဆူတော်ပြည့်တဲ့စီရီတော်ရာတော်ကြောင့်ပါဗျာထွက်ရစကန်ကိုကြွားမြန်းခဲ့ပါသည်ရှင်စောဘူးဖျားရဲ့နဲ့အောင်စီပိုင်စီနိုင်စီယူကဘာဖျားနှစ်စင်ချင်းပါတယ်အရိယာတက်တဲ့ဘွယ်နှစ်စင်ချင်းပါတယ်အရိယာတက်တဲ့ဘွယ်နောက်ဘဝစက်တိုင်းလာမှာ
ဩစာပေကျမ်းငန်းတို့နိယောရာယုံစာသင်ထိတ်မှာဓမ္မစီရီဘာဖယားတောင်းစုပန်းချွေကောင်းမှုကံတွေဓမ္မစီရီဘာဖယားတောင်းစုပန်းချွေကောင်းမှုကံတွေသာသနာဥဆောင်ကမတန်ထီရဲ့စေတနာကဘာဖယားကိုလေးတန်းတာကားတော်သာတပြီဆုံးစွာဓမ္မစေရီကြီးညိုကရိယာတပွဲပေါင်းစုကျင်းပါသည်